ထိုင်းနိုင်ငံဘောလုံးကွင်းထဲမှာမိုးကြိုးပစ်လို့ကစားသမားတဦးတေဆုံးသွားခဲ့ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းနလာတီဝက်ပြည်နယ်တဲကဘောလုံးကွင်းတစ်ခုမှာဒေသတွင်ဖလားပွဲရှင်တန်ကစားနေတော့ကွင်းလဲကောင်တက်တဲ့ကိုမိုးကြိုးရုတ်တရက်ပြင်းထန်ထန်ပြစ်ချခဲ့တာကြောင့်အသက်24နှစ်အရွယ်ထိုင်းတိုက်စစ်မှုဆော့ဝမ်အာဝေးကွယ်လွန်သွားခဲ့ကြောင်းဘန်ကောက်ပို့သတင်းဌာနမှဖော်ပြထားပါတယ်။အဲ့ဒီမိုးကြိုးဆက်ကွယ်မိမှုကြောင့်မလေးရှားကစားသမားတို့အပအဝင်တခြားကစားသမား12ဦးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ဆေးရုံမှာအရေးပေါ်ကုသမှုခံနေရပါတယ်။တောင်ကိုရီးယားဘောလုံးဖွဲ့ချုပ်ရဲ့ရုံးချုပ်ကရဲတပ်ဖွဲ့ရဲ့စီးနေခြင်းကိုခံခဲ့ရပါတယ်။တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာသူတို့ရဲ့နီးပြဟောင်းမြန်ဘိုကိုခန့်အပ်တုန်းကစီးမြင့်တွေချိုးဖောက်ပြီးတော့အထူးခွင့်ရပေးခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ကိုရီးယားဘောလုံးဖွဲ့ချုပ် KFA ရုံးချုပ်ကိုဝင်ရောက်ရှာဖွေစီးနင်းခဲ့ကြောင်းကိုရီးယားသတင်းဌာနတွေကဖော်ပြလာပါတယ်။လက်ရှိမှာတော့ရဲတပ်ဖွဲ့တွေကလုံထီလုံနေဆိုင်ရာစာရွက်စာတမ်းတွေကိုတင်ဆက်ပြီးတော့စုံစမ်းစစ်ဆေးမှုတွေကိုအချိန်ဟုန်မြင့်လှုပ်ဆောင်နေပါတယ်။ကိုင်ဝေါ်ကအင်္ဂလန်လက်ယူစင်တင်ကနေအပြီးတိုင်နိုင်ယူသွားပါပြီ။အသက်36နှစ်အရွယ်ဘန်လီနောက်ခံကစားသမားကိုင်ဝေါ်ကာကလပ်အသင်းကစားသမားဘဝကိုပို့ပြီးတော့ကြကြဖြတ်တန်းနိုင်ဖို့အတွက်ကြက်ခိုင်မှုပိုင်းကိုအကောင်းဆုံးထိန်းနိုင်ဖို့အတွက်အင်္ဂလန်လက်ယူစင်အသင်းကနေအနားယူဖို့ဆုံးဖြတ်လိုက်ပြီလို့ဗြိတိန်ခြေဆိုင် Sky Sport သတင်းဌာနကဖော်ပြလာပါတယ်။သူကအင်္ဂလန်အသင်းအတွက်နှစ်ပေါင်းများစွာတာဝန်ကျေပွန်ခဲ့ပြီးနောက်မှာအခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။